ချက်စည်းစီကနေဒီကူကူဝေရာကိုခေါ်ဖို့ဗျာဒီအချိန်တိုလေးအတွင်းမှာပဲသဘောတူညီချက်ရသွားပါတယ်ကဲညီကိုတို့ရေမင်းညာကသတင်းကိုကြားပြီးသွားပြီထင်ပါတယ်ကျွန်တော်တို့ဒီချက်စည်းရဲ့ဘန်နောက်ခံလို့ကူကူဝေရာတယောက် Real Madrid ကိုပြောင်းရွှေ့တော့မဲ့သတင်းပါဒီသတင်းကမင်းညာကမှရုတ်တရက်ကြီးပေါ်လာတာဆိုတော့ပြည်သက်တွေအားလုံးလည်းအန်းသိခဲ့ရပါတယ်တကယ်ကိုဗျာ surprise ဖြစ်စရာကောင်းတဲ့အပြောင်းအရွှေ့တစ်ခုပါအခုဖြစ်ပျက်နေတာတွေကဒီ Real ဘက်ကအရန်ကိုမြန်ဆန်နေတာပါချက်စည်းစီကနေဒီကူကူဝေရာကိုခေါ်ဖို့ဗျာဒီအချိန်တိုလေးအတွင်းမှာပဲသဘောတူညီချက်ရသွားပါတယ်ပြောင်းရွှေ့ကြေးကယူရို55တန်းရဲ့အပိုစုကြေး5တန်းဆိုတော့ဗျာစုစုပေါင်းယူရိုတန်း60လောက်ထိတော့ရှိပါမယ်ပေါင်နှံတွက်ရင်တော့ဗျာတန်း60ကျော်ပါလေဒီလောက်ထိဈေးကောင်းပေးပြီးတော့ခေါ်လိုက်တာဆိုတော့ Real ဘက်ကလည်းသူ့ကိုတကယ်ပဲလိုချင်နေတာထင်ရှားပါတယ်ဒီလိုမျိုးဗျာလှင်မြန်တဲ့ဒီအယောင်းအဝယ်ဖြစ်ရတာကလည်းချက်စီနဲ့ Real ကြားမှာရှိနေတဲ့ဆက်ဆံရေးကောင်းနေကြမှာနှစ်သိန်းလုံးကဒီနားလည်မှုရှိနဲ့ဒီလှုပ်ဆောင်သွားတာဆိုတော့ဗျာဘယ်သူမှမထင်မှတ်ထားတဲ့ကြားကတိတ်တိတ်လေးအကွက်ချပြီးတော့အောင်မြင်သွားတာပါတကယ်ကိုဗျာ professional ဆန်တဲ့အပြောင်းအရွှေ့တစ်ခုလိုပဲပြောရမှာပါချက်စီဘက်ကတော့ဒီကူကူဝေလာထွက်သွားတဲ့နေရာအတွက်အစားထိုးဖို့ဘယ်နောက်ခံလူတစ်တအုပ်ကိုရှာနေပြီလို့လည်းသိရပါတယ်နောက်ပြီးတော့ဗျာဒီနီးပြတဲ့ဇာဘီအလွန်ဆိုအနေနဲ့လည်းသူအလိုရှိနေတဲ့စိတ်ကြိုက်ကစားသမားကိုရအောင်ချင်းခတ်သွားမယ်လို့လည်းသိရပါတယ်သူတို့အသင်းမှာဘယ်လိုတွေထပ်ပြီးပြင်ဆင်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပါကျွန်တော်အမြင်အရပြောရမယ်ဆိုလို့ရှိရင်ဗျာကစားသမားတစ်ယောက်ကကိုအသင်းမှာမကစားချင်တော့ဘူးဆိုလို့ရှိရင်လက်လွတ်လိုက်တာပဲအကောင်းဆုံးပါအဲ့ဒီကနေရမယ်ဒီပြောင်းရွှေ့ကြီးနဲ့လူကောင်းတွေကိုထပ်ဖြည့်လိုက်မှဒီအသင်းအတွက်လည်းပို့ပြီးတော့တိုးတက်လာမှာပါကျွန်တော်ညီကိုတွေကရောဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲcomment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ကျွန်တော်ဒီ Chelsea အသင်းရဲ့အတိတ်သတင်းတွေကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram link လေးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်